ကန်ခက်မှာလူဖြစ်မယ်ဆိုလို့ရှိရင်တော့ဝိုင်းလည်းမစားဘူးပိန်လည်းမစားဘူးဖင်တုံချင်းလည်းမစားဘူးဆိုတော့ကျမတို့လိုအပြိုစင်တွေကကုသိုလ်ကံကောင်းတယ်ဖင်လည်းမရှိဘူးဝလည်းဝရတယ်လှလည်းမလှဘူးဆိုတော့ကျမတို့ဒါကတော့ဖရားတွေကတစောင်းနဲ့တာသနိကအဆောင်မှာရှိတဲ့ဖရားဆင်းလူတွေပေါ့နော်ဒါကတော့ညာဖရားပုံစံမျိုးစိန်ဖရားညာဖရားဗန်ညာဖရားပေါ့နော်ကြီးရှိကိုသွားတဲ့လမ်းမှာဖရားလည်းဖူးပြီးဆိုသွားမယ်ပေါ့နော်ပကံဆိုတဲ့အတိုင်းအုံမျိုးရိုးကြီးတွေနဲ့ဖရားတွေနဲ့ပေါ့နော်ဒါတော့ထဲမှာပြုတ်ပြင်းတာပေါ့နော်ဘာလို့ဒီပုံကြီးတာမရှိခဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာမရှိလာပါဘူးရှိတော့မဟုတ်နော်ရှင်ဟန်ပင့်လာတာပေါ့ဒါတော့ရှင်ဟန်မထေရမြတ်ကြီးပါမြန်မာပြည်ဗုဒ္ဓသာသနာစတင်တည်ဆောက်လာတဲ့ပုဂ္ဂိုလ်ဆိုတဲ့မမားဘူးပေါ့နော်ဒီမှာဒီလိုရုပ်ပြောင်နေလဲဆွဲလို့ရပါလေဒါကတော့ငှက်ကြီးကိုသွားမှာပါဒါကတော့ငှက်ကြီးဟိုမှာငှက်ပစ်တွင်ဟိုမှာဟိုကလားမသိငှက်ပစ်တွင်နဲ့ခြေတော့မတွေ့တော့ဒီလိုဘိန်းလုံးကြီးတော့ရှိတယ်ပေါ့နော်လေတွေဘာတွေအေးချမ်းတာတော့လေမပြောနဲ့တော်တော်ကိုအေးတာဒါတော့ရှေ့ foreigner မလေးလားမသိဘူး Hi Hello. Foreigner ကျမမရဘူး Hi ဆိုပြီးတော့မလေးဆိုတော့ ဆက်ပြောတတ်တော့ လာတော့အဲ့ဒီကဆေးရောင်ကြီးလာသူ့ပါဘူး အကြောင်ပြောင်းလာတယ်ရှင်မဟုတ်စိတ်တုပ်ဆေးတွေကမဝင်တော့ဘူးဟုတ်ပါဘူးငယ်တုန်းကလာတော့ကလည်းအနီအောင်မှအခုမှ နေတော့အရန်ပူတယ်ပကံဆိုတော့ထုံးစံတိုင်းပေါ့နော်ဟုတ်တာတော်နေပူတာ ငယ်တော့လာတယ်ခုစားလည်းတိတ်ကြီးတော့တယ် အော်ဒီမှာဟယ်လိုဒီငါကြည့်ပါပကံခက်မှာလူဖြစ်မယ်ဆိုလို့ရှိရင်တော့ဝိုင်းလည်းမစားဘူးပိန်လည်းမစားဘူးဖင်တုံချင်းလည်းမစားဘူးဆိုတော့ကျမတို့လိုအပြိုစင်တွေကကုသိုလ်ကံကောင်းတယ်ဖင်လည်းမရှိဘူးဝလည်းဝရတယ်လှလည်းမလှဘူးဆိုတော့ကျမတို့ကအရန်ကံကောင်းတယ်ပေါ့နော် Hello nice to meet you ငှက်ကြီးဒါဒီငှက်ကြီးကပေါ့ထင်ကြရငှက်ကြီးပေါ့နော်ပြူစောတိတာနှိမ်နှင်းခဲ့တဲ့ငှက်ကြီးပဲဖြစ်ပါတယ်ရှင်အပြိုစင်သူ့ရဲ့အမွေးတောင်ကိုအပြိုစင်9ယောက်တောင်မရတယ်ပေါ့နော်ဒါတော့ငှက်ပစ်တောင်မှတ်တယ်ခုတော့အရန်ပူတယ်ပူတယ်တစ်ပတ်လာမယ်ဒါကတော့ရှင့်အဟံပေါ့နော်ရှင့်အဟံမထေနဲ့အနော်ထားမင်းကြီးပေါ့နော်ဟိုဘက်မှာတော့ပြူစောတိကငှက်ကြီးကိုပြစ်နေတာပါဒီထဲဝင်ရအောင်ရံပြေမှန်ပြေဆူတောင်းပြေဖရာတဲ့ဟယ်လိုဒါကတော့လှိုင်ဖရာပေါ့နော်သူတို့လှိုင်တော့ကူရီရှိတာ
ဟောပြီးသွားပြီဒါဒီမှာတရားရဲ့ဘိုင်ထိုင်လို့လည်းရထဲထဲဆိုတော့တော်တော်အေးတာနော်အပြင်မှာပူသည်များဒီထဲမှာလေ cold fresh ဖြစ်တာပေါ့နော်တော်တော်အချမ်းအေးပါအထဲထဲဝင်လို့လေကြောက်ဖို့ကောင်းမှရှင်လားမီလုံးတစ်ရက်စစ်မီးရစားရှိရတော့ဝင်လို့ရတယ်ဒီမှာဒီလိုထိုင်လို့လည်းရသေးရဲ့အရင်ကတော့မင်းသမီးတဲ့ဒီကူထဲမှာဒီလိုထိုင်ရသေးရဲ့ပြန်ထွက်ကြည့်မယ်အပြင်ရောက်လာတယ်လေပူတဲ့အငွေ့သက်ကိုပြန်ခံစားရအထဲမှာတော်တော်အေးတာခမနော်လားကျွန်တော်မှလည်းကူရှိသေးရဲ့ကူရရှိရဗျခဏဝင်ကြည့်အောင်ဘယ်ကိုပြန်ပေါက်သွားဗျဟောဒါလည်းတီးတတ်တဲ့နေရာလေးဖြစ်နေတာရှောက်ပြောနေရ 那不要我生，你别个变生了嘛？对。 โอเคငါကြီးတော့တဲ့ဂူတွင်းဝင်သွားပါတဲ့နောက်ဂူတွေကဲတီးတတ်တဲ့နေရာလေးမြေသားနဲ့ရနေနဲ့ကဲဂူလေးနဲ့စကိုင်းကြောင်လိုမျိုးပဲဟုတ်ကဲပြန်ဝင်အောင်ဟိုဘက်ပြန်သွားငှက်ကြီးနဲ့ဓာတ်ပုံသွားရင်ငှက်ကြီးနဲ့ဓာတ်ပုံသွားရင်မယ်လေထွက်မယ်ဟဲ့မင်းသမီးလေးထွက်မယ်လေအထဲမှာတော့မြေသားကူတွေပဲရှိတော့ကဲညကြီးနဲ့ဓာတ်ပုံရအောင်နော်ရပူရလာရိုက်ချဟာကျေးဇူးပါဘယ်ကနေလာတာတော့ 当家呢？ ဟောတောင်ကြီးကနေလာတာဟုတ် တမီးလေးနဲ့လည်းရအောင်လို့မမရဆိုင် လာဟောရိုက်ပေးပါမမရိုက်ပေးပါလာကျေးဇူးပါနော်ကျေးဇူးပါဘယ်နည်းရှိပြီလဲရောက်တာ နှစ်ရက်ပဲရှင် နေရမယ်ရှင်နေနေဟုတ်ကဲ့ဖြည်းဖြည်းနော်နေရပူလို့ဟုတ်ကဲ့ပါရှင်လာခဲ့မယ်ရှင်ဟုတ်ငါကြီးနဲ့တွေ့ခဲ့ရတယ်တော့ပင်လည်းမဆောင်ဝိုင်းလည်းမဆောင်ဖင်လုံးချင်းလည်းမဆောင်မဲ့ပိုင်းလည်းမစားဘူးအဲ့တော့ဒီနေ့ vlog လေးကတော့ဒီမှာပဲပြီးဆုံးပါပြီငှက်ပစ်တောင်ရောက်ဖူးတယ်ရှင်ရန်အုတ်ချောင်းရောက်ဖူးတယ်ဆိုရင်လည်း comment လေးတွေမှာမှန်းခဲ့ကြပါဦးနေတွေပူတဲ့ကြားထဲကအချိန်ပေးပြီးတော့ချက်ရတဲ့ YouTube ကသူ့ရဲ့ပြေးတက်ကြည့်တွေလည်းဗီဒီယိုလေးဖန်တီးပြီးရိုက်ခဲ့ပါတယ်နိုင်ငံရခြားမိတ်ဆွေတွေလည်းမှတ်ပေးခဲ့ကြအောင်เนาะရောက်ဖူးတယ်မရောက်ဖူးပေါ့เนาะဒီနေရာကလည်းသူလည်းအရင်တော့ရောက်ခဲ့တယ်မနေရဆိုတော့ဥမင်တွေလည်းရှောင်းမပတ်ဖူးပေါ့เนาะအဲ့တော့စကားပြောမှိုင်းပိုင်တင်ဆက်ပုံမှိုင်းပိုင်လည်းတကယ်ကိုခွင့်လွှတ်ပါစိတ်ရင်းရိုးသားဆောင်လည်းပဲတင်ဆက်တာဖြစ်ပါတယ် like and subscribe လေးလည်းလုပ်ပြီးဒီလ30ရက်နေ့6လပိုင်း30ရက်နေ့ကသူ့မွေးနေ့လေးဖြစ်တဲ့အတွက်မွေးနေ့မတိုင်ရင် subscribe ကတသိန်းလောက်ပြင်တော့အကောင်းဆုံးပေါ့ like subscribe လုပ်ပေးပါเนาะစူးစမ်းပြီးပြန်လာခဲ့ပါဦးမယ်